ယူပါလာလုံးလို့တိုင်းပြည်ကိုပရမ်းပါတာဖြစ်စေခဲ့ဘူးတယ်တေလွန်ပြီးနောက်ခုနှစ်ဘဝတိုင်းလူပြန်ဝင်စားခဲ့ရပြီတစ်ပင်ကျေးရွာကရှိုမိသားစုရဲ့သမီးဖြစ်လာခဲ့တဲ့စိတ်တက်ကဒေါသကြီးခတ်ထန်ပြီးရုပ်ရည်ကလည်းဖျက်ရုပ်ဖြစ်နေခဲ့တာပေါ့ဒါဘလို့လို့ဖြစ်နိုင်ရတာလဲရန်ကွေဘေးကိုတက်တေသွားပြီးတဲ့နောက်သူ့ရင်ထဲကအာသမီးတွေမငိမ့်နိုင်ခဲ့ဘူးဘဝတိုင်းမှာသူ့ကိုယ်သူမတရားခံရတယ်လို့ပဲထင်နေပြီးမိမိရဲ့အမားကိုဘယ်တော့မှပြန်မစင်ချင်ခဲ့တယ်လို့ကောင်းမှုကုသိုလ်လည်းမလုပ်ချင်ခဲ့ဘူးကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ဖို့အခွင့်အရေးတွေအများကြီးရှိခဲ့ပေမဲ့ဘဝတိုင်းမှာသူဟာအမားဆုံးငန်းကိုပဲရွေးချယ်ခဲ့တာနောက်တစ်ယောက်ပြန်ကြည့်ရအောင်နန်ဝူမင်းကြီးရဲ့မိဖွားကြီးဟူရဲ့ရာဇဝင်ပေါ့စာအုပ်ယူခဲ့စမ်းမိဖွားကြီးဟူဟာလွန်ခဲ့တဲ့10ဘဝတုန်းကတောဝက်တကောင်ဖြစ်ခဲ့ဘူးတဲ့ဒီနေ့မှာကံကြမ္မာနေပါနေတဲ့လူငယ်လေးတစ်ယောက်အတွက်သူ့အသက်ကိုဆွန့်ပြီးအိမ်ပြန်ရောက်အောင်လမ်းပြပေးခဲ့တယ်အဲ့ဒီကုသိုလ်ကြောင့်နောက်ပိုင်း10ဘဝဆက်တိုက်လူပြန်ဖြစ်ခဲ့ရတာပေါ့ဘဝတိုင်းမှာကုသိုလ်စိတ်မွေးပြီးစေတနာကောင်းခဲ့လို့ဒီဘဝမှာမင်းကြီးရဲ့မိဖွားကြီးဖြစ်လာခဲ့တာသဘောထားပြေဝပြီးကောင်းမြတ်တဲ့အမျိုးသမီးတစ်ယောက်ပေါ့ငရဲမင်းကြီးကမိဖွားကြီးဟူရဲ့ဒီဘဝရုပ်သွင်းကိုကျမ်းဝန်ရှင်ရဲ့ရှေ့မှာပြသလိုက်ပါတယ်သူ့ရှေ့မှာမြင်တွေ့လိုက်ရတာကတော့မတ်မွန်ပွင့်လေးလိုလှပပြီးရေလိုင်းလေးလိုတင်းငင်ကြီးလေးနဲ့မျက်လုံးအစုံနဲ့အမူအရာတိုင်းဟာတိတ်ခါရှိလွန်းလာတဲ့အမျိုးသမီးတစ်ယောက်ပါကျမ်းဝန်ရှင်တစ်ယောက်ငေးကြည့်ရင်ကြောင်သွားခဲ့ရတယ်ကျမ်းဝန်ရှင်စိတ်ထဲမှာရှေးဘဝတုန်းကတောဝက်ဖြစ်ခဲ့တဲ့သူတစ်ယောက်ဟာဒီလိုမျိုးလှပတင်နေတဲ့ရုပ်ရည်ကိုရရှိနိုင်မယ်လို့ငါဘယ်တော့မှမတွေးဘူးခဲ့ဘူးအခုချိန်မှာကောင်းရီုံနဲ့နောက်မှာကောင်းမဲလို့အာမခံနိုင်တယ်လို့အခုယုံညံ့နေတာကလည်းနောက်မှာယုံညံ့နေမယ်လို့မဆိုလိုပါဘူးရုပ်ရည်ဆိုတာမျိုးကအသက်30မတိုင်ခင်မှာမိဘရဲ့မျိုးရိုးဗီဇပေါ်မူတည်ပေမဲ့အသက်30ကျော်ရင်တော့ကိုယ်စိတ်ဓာတ်ပေါ်ပဲမူတည်သွားတာပါကိုယ်စိတ်ဓာတ်ဘယ်လိုရှိလဲကိုယ်ရုပ်ရည်ကအဲ့ဒီတိုင်းပြောင်းလဲသွားတာပဲခောက်ဆွဲပြင်းကို3ချက်ခောက်လိုက်တဲ့အတန်နဲ့အတူသူမျက်လုံးပွေလာခဲ့ပါတယ်စိတ်တဆအာယုံကနေနိုးထလာချိန်မှာသူဟာတရားအားထုတ်ရအခန်းထဲမှာပဲထိုင်နေတုန်းဖြစ်ပြီးရှေ့ကရင်နွေးချမ်းဟာလည်းနွေးနေအောင်မှာပဲကျန်းဝန်ရှင်တယောက်ခဏမြကြောင်အဖြစ်ထိုင်နေပြီးမှရုတ်တရက်ထွက်လိုက်ပါတယ်ဆရာတော်ကြီးကိုကျေးဇူးတင်ပါတယ်တပည့်တော်နားလဲသဘောပေါက်သွားပါပြီငါလဲဘာမှလုံးမပေးလိုက်ပါဘူးမင်းကိုအိမ်မက်တစ်ခုမခိုင်းလိုက်တာပါ3ရက်ကြာပြီးနောက်စာမေးပွဲအောင်စီရင်ထွက်လာခဲ့ပေမဲ့ကျန်းဝန်ရှင်ရဲ့နမီပါမလာခဲ့ပါဘူးလာတော့ကစိတ်တက်အပြည့်နဲ့လာခဲ့ပေမဲ့ပြန်ချိန်မှာတော့စိတ်ပြတ်အားငယ်စွာနဲ့ပြန်ခဲ့ရတာပေါ့ရွာပြန်လန်းတစ်လျှောက်မှာစိတ်တက်တွေရှုပ်ထွေးနေခဲ့ပြီး3နှစ်တိုင်စူးစမ်းခဲ့ရတာတွေဖတ်မတင်ခဲ့လို့ဇနီးဖြစ်သူကိုဘယ်လိုမျက်နှာပြရမလဲဆိုတာမသိတော့ပါဘူးအိမ်ပြန်ရောက်တော့ဇနီးဖြစ်သူလူရွဲ့ယူဟာအိမ်ရှိဝိုင်းထဲမှာကြက်စာကျွေးနေခဲ့ပါတယ်လင်းယောက်ရပြန်လာတာကိုမြင်တော့ခဏမြကြောင်ကြည့်နေပြီးမှလက်ထဲကစကားကိုချနာကိုရှောက်လာပြီးပခုံးပေါ်ကအထုပ်ကိုယူပေးခဲ့ပါတယ်စာမေးပွဲအကြောင်းကိုလည်းဘာမှမမေးခဲ့ပါဘူးညစာမှာတော့အုံမန်ထက်ဟင်းတစ်ခွက်ပိုးပါလာခဲ့တယ်အဲ့ဒါကတော့ကျန်းဝန်ရှင်အကြိုက်ဆုံးဝတ်သားနီချက်ဟင်းပါပဲဇနီးဖြစ်သူကဟင်းခတ်ပေးရင်လမ်းမှာပင်ပန်းလာသလားလမ်းလျှောက်ရတာကြာပြီမို့လို့အများကြီးစားနော်တော်တော်လေးပိန်သွားတယ်မင်းလဲစားပါဦးမင်းကငါထပ်ပိုးပင်ပန်းတာပါလူရွေ့ယူခဏမြပြုံးလိုက်ပါတယ်သူ့ရဲ့သွားလေးတွေကညီညီညာညာမရှိလာပေမဲ့ကျန်းဝန်ရှင်အတွက်တော့ပြုံးလိုက်တိုင်းကွေးညွတ်သွားတဲ့မျက်လုံးလေးတွေဟာအလွန်ကိုနှွေးထွေးလွန်းနေခဲ့ပါတယ်3နှစ်ကြာပြီးနောက်ကျန်းဝန်ရှင်စာမေးပွဲပြန်ဖြေခဲ့ရမှာအောင်မြင်သွားခဲ့ပြီးအရာရှိငယ်လေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်လုပ်ဖို့ကိုင်ဖက်တချို့ကသူ့ကိုမရပြန်ယူဖို့ခေါ်ဆောင်ပေးကြပြီးဘယ်အိမ်ကသမီးလေးကတော့ငယ်ငယ်ရွယ်ရွယ်နဲ့လှပကြောင်ပြောကြပေမဲ့သူကတော့ပြုံးပြုံးလေးပဲညှင်းပယ်ခဲ့ပါတယ်ပုံပြင်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီဒီပုံပြင်ကိုနားထောင်ပြီးရဲ့နောက်မှာလူတစ်ယောက်ရဲ့ဘဝအဆုံးသတ်မှာအရေးကြီးတာဟာချမ်းသာမှုနဲ့လှပမှုမဟုတ်ပဲတာဝန်ယူစိတ်နဲ့လူမှုချင်းဝတ်ပဲဆိုတာသင်ခန်းစာရစေပါတယ်စိတ်ထားကောင်းမွန်တဲ့အမျိုးသမီးဟာအလှပဆုံးဖြစ်ပြီးတာဝန်ယူစိတ်ရှိတဲ့အမျိုးသားဟာအချမ်းသာဆုံးပါပဲဟုတ်တယ်မဟုတ်လားခင်ဗျာဂယုဆိုင်နားထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ယောဂဗျာကင်းရှင်းပြီးစီးပွားလာပါများဒီရေလားတိုးတက်ကအိမ်ထောင်ရေးတာယာပါစီကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်